မျိုးတွေမင်္ဂလာပါဗျဒီနေ့က73ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီဘက်ရင်းမြို့နယ်အိုထိန်တွင်းရွာစာတင်ကျောင်းဟိုတဲ့လေကျောင်းတိုက်ခိုက်မှုဖြစ်ခံထားရပါတယ်တဲ့စာတင်ကျောင်းနေစဉ်မနေ့10နာရီကတိုက်ခိုက်တာဖြစ်ပြီးတဲ့ဒါထားပါတော့ဒီဘက်ရင်းမြို့နယ်တွေကအိုထိန်တွင်းရွာတွင်ဟိုလေကျောင်းနဲ့တိုက်ခိုက်တယ်ပေါ့လေကျောင်းနဲ့တိုက်ခိုက်တယ်အဲ့တော့ BBC တို့ခစ်တစ်တို့ကဘာအော်ထားတယ်လဲဆိုBBC နဲ့ခစ်တစ်တို့ကဘာတွေ order လဲဆိုလို့ရှိရင်ဒီမှာဒီကလေးငယ်တွေစာတင်ကျောင်းတက်တယ်ပေါ့စာတင်ကျောင်းနေတဲ့ချိန်မှာဒီလေကျောင်းကနေမှချရတယ်ပေါ့ဒီအိုင်နဲ့မကလေးတွေလူငယ်တို့ရက်ဆက်စောဘာညာကွီကွာပေါ့ဗျာကြောင်ကြကြပြည်သူတွေကိုထင်လွဲမြင်လွဲဖြစ်အောင်လိမ့်တာအဲ့တော့ပြည်သူတွေကိုဦးစင်းကအမှန်တရားကိုပြောခြင်းတယ်ပြည်သူတွေကိုအမှန်တရားကိုပောက်ကိုတော့ချပြခြင်းတယ်အဲ့တော့ပောက်ကိုတော့ပြောတဲ့စကားကိုလည်းခင်ဗျားတို့ကိုဒီချိန်ပြီးမှပောက်ကိုတော့ပြောတာယုတ်တိရှိလားမရှိဘူးလားဒီဟာကိုစဉ်းစားပါဗျဒီအချိန်မှာဘယ်ကျောင်းကဖွင့်တယ်လဲဒီအချိန်မှာကျောင်းဖွင့်တယ်လားဒီအချိန်မှာကျောင်းအဖို့လက်ခံပြီလားကလေးတွေကစာတင်ကျောင်းကိုခေါ်တယ်ကလေးတွေအဲ့တော့ဦးစင်းကပြောချင်တာဒီအဖွဲ့အကျန်းဖွဲ့အဖွဲ့အစည်းတွေနော်အဲ့ဒီဘက်ကအကျန်းဖွဲ့ကမ္ဘာအယုတ်မာဆုံးအဖွဲ့လို့တော့ပြောလို့ရတယ်တာလီဘန်စစ်သွေးကြိုင်တောင်တို့တော့ကလေးတွေကိုအတုံးမချအောင်ကလေးတွေကိုမယုတ်မာဘူးသူတို့ကဒီကလေးတွေကိုဗျာပြောချင်တာကတော့ကလေးတွေကိုခေါ်မယ်ခေါ်ပြီးလို့ရှိရင်ကလေးတွေကိုစာနာကြဘာဖြစ်လို့ကလေးတွေကိုနိုင်ငံရေးတဲ့ဆိုဘာလို့ကလေးတွေကိုဒီလိုလုပ်ရတာလဲအမှန်ကဦးဇင်းတို့လေချောင်းကချရင်လည်းချမယ်ဒါပေမဲ့ခင်ဗျားတို့လွင်ကြတော့အဲ့10ရက်15ရက်လောက်ကအဲ့ဒီစာတင်ကျောင်းထဲမှာမိုင်းနေလို့ကွန်ကျူးတွေနဲ့လှုပ်ထားတဲ့ပိုက်လုံးတွေနဲ့လှုပ်ထားတဲ့ဘုံတွေမိုင်းနေခင်ဗျားတို့တွေ့ရမှာမြင်လိုက်မယ်အဲ့မှာဦးဇင်းတို့အဲ့ဒီဓာတ်ပုံတွေအဲ့ဒီအထောက်ထားတွေကလည်းတို့ချင်းချင်းပို့ထားတာစာတင်ကျောင်းထဲမှာတို့လိုအကျန်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတယ်စာတင်ကျောင်းတွေမှာတို့အကျန်းဖက်လုပ်ငန်းတွေမွေးမြူနေတယ်မွေးမြက်နေတယ်ကလေးတွေကိုသုံးချနေတယ်ဒါတွေခင်ဗျားတို့အားလုံးလဲဒါလိုင်းပေါ်မှာတွေ့ရတာပဲဒါလည်းလိန်လို့မရဘူးအဲ့ဒီချိန်မှာကလေးတွေလေကျောင်းရံနဲ့ဒီကျောင်းမှာစီဝဲလောက်ကြတယ်အဲ့တော့လေရင်နဲ့ချတာမချတာအတားထားကလေးဆိုတာကကင်နေတဲ့နေရာကိုစောတဲ့နေရာရှိတယ်ကလေးတွေဆိုတာကစူးစမ်းခြင်းနဲ့ဒါလေးကဘာလေးလဲဒါလေးကဘလို့ဟာလေးလဲတွားပြီးမှကြည့်ခြင်းနဲ့ဦးဇင်းတို့ရဲ့ဒီကပေါ့နော်ဒီနေကန်နေပေးတာဟာလဲတည်င်းအရာဆိုရင်ဒီကလေးတွေဒီမိုင်းတွေကိုစော့တာနဲ့ဒီကဦးဇင်းတို့တက်မတော်စီချောင်းတက်မတော်လေချောင်းနဲ့တိုးချင်လဲတိုးမယ်အကုန်လုံးပေါက်ကွဲမှုအားနဲ့ကလေးတွေကိုဒါထိုးကြွေးလိုက်တယ်လို့ပဲဦးဇင်းတို့ကတော့တုံးတိုက်ခြင်းနေဗျာနော်ကလေးတွေတကယ်လို့ထိခိုက်ဒဏ်ရာရရင်သေချေပျက်စီးတယ်ဆိုရင်လည်းဒီအကျန်းဖက်တွေရုံမာလို့ပဲအဲ့တော့အကျန်းဖက်တွေကတာလီဘန်စစ်သွေးကြတွေထက်စိုးတယ်ဆိုတော့အားလုံးသိစေချင်ပါတယ်ဗျခင်ဗျားတို့ကစစ်ကြောင်းအတက်မတော်ကနေလေရင်ကြီးနဲ့ချတဲ့လေရင်ကြီးနဲ့ကျဲတယ်ဆိုတာပဲခင်ဗျားတို့မျက်စိထဲမှာမြင်နေတာဒီချင်းကစာတင်ကျောင်းတွေမှာအကျန်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတယ်အကျန်းဖက်တွေမွေးမြူနေတယ်အကျန်းဖက်အားလုံးကိုဒီမှာပေါ့ဗျာအကုန်လုံးပွားများအောင်ဒီလိုတွေဘုံခွဲဖို့ဒီလိုတွေမိုင်းခွဲဖို့ဒီလိုတွေလုပ်ဖို့ဆိုတာကိုတင်ကြပို့ချနေတာကိုရောပြည်သူတွေအနေနဲ့တရောသိရလားလို့ဒါဦးစင်းကမေးခွန်းထုတ်ချင်ပါတယ်ဗျအဲ့တော့အကျန်းဖက်တွေရှိတဲ့နေရာကိုရှင်းလင်းရမှာတပ်မတော်ရဲ့အလုပ်သခိုင်းတိုင်းကိုအုပ်ချုပ်နေတဲ့တိုင်းမှုရဲ့အလုပ်ကလေးတွေလည်းသူတို့နောက်ဆုံးကြတော့ဗျပြောရလို့ရှိရင်တော့ဒီလိုကလေးတွေအကြောင်းပြပြီးမှဗျမျက်ရည်ချူပြီးမှပြည်သူတွေကိုဒါတပ်မတော်နဲ့ပြည်သူနဲ့တပ်မတော်အထင်လွဲအောင်လုပ်လိုက်တာပဲသူကကဘာကိုချပြချင်တာတပ်မတော်ကနေလေရင်ကြီးနဲ့ကြည့်လိုက်တဲ့ကလေးတွေစာတင်ကျောင်းတက်နေတဲ့ကလေးတွေဒီလိုတရားပါတယ်ဒီချင်းကစာတင်ကျောင်းဖွင့်ချိန်လားစာတင်ကျောင်းတက်ချိန်လားဘာကြောင့်ကလေးတွေကိုအတုံးချရတာလဲဘာကြောင့်အဲ့ဒီလောက်ထိရုပ်မာရတာလဲအခြားအနေနဲ့လုပ်လို့မရဘူးလားဘာလဲခင်ဗျားတို့တာသမီတွေမဟုတ်လို့လားအကျန်းဖက်တွေရဲ့တာသမီတွေမဟုတ်လို့လားဒါကိုဦးသိန်းတို့ကရှင်းရှင်းလင်းလင်းပြောချင်တယ်အကျန်းဖက်တွေမွေးမြူထားတာသမီတွေမဟုတ်လို့လားလို့မေးခွန်းထုတ်ချင်တယ်အဲ့တော့ပြောချင်တယ်အဲ့ဒီဘက်ကဘွားတွေပေါ့နော်ဒီဘဲနယ်တဲကအကျန်းဖက်တွေကတာလီဘန်နေတဲ့စိုးတဲ့ကမ္ဘာအကြမ်းတမ်းဆုံးကမ္ဘာအယုတ်မာဆုံးဆင်းထဲမှာတော့မှထဲ့လို့ရပြီလို့ပောက်ကိုတော့ကတော့သုံးတတ်ချင်ပါတယ်ဗျာနော်သုံးတတ်ချင်ပါတယ်အဲ့တော့အကျန်းဖက်တွေရှိတဲ့နေရာကိုဘာပြောသခိုင်းတိုင်းတိုင်းမှုကြီးခင်ဗျားလက်ထက်မှာလှုပ်ဆောင်ချက်တွေကိုကျုပ်တို့တွေမှန်တိုင်းပြောလို့ရှိရင်ဒါပြည်သူပြည်သားတွေမန်ပတ္တဆတွေပေါ့ဗျာအကုန်လုံးဒီတဏီပဲအားလုံးပြည်သူစစ်အများစုကအားလုံးတပ်မတော်တာတော်တော်များများတွေခင်ဗျားရဲ့လှုပ်ဆောင်ချက်တွေကိုတဘောလဲကြတယ်
လက်ခံကြတာတွေကြားတရတယ်အတိုင်းထက်လဲဝမ်းသာမြူရတယ်စစ်သားကတော့လှုပ်ရှားရှိတာကိုလှုပ်ရမှာပဲစစ်သားပြီးတာသာလှုပ်ရမှာပဲအကြမ်းဖက်ရှိတဲ့နေရာနဲ့သေမပြည်သူလို့မပြောပါနဲ့သေမပြည်သူလို့မအော်ပါနဲ့လို့ဦးစင်းကတော့ပြောချင်ပါတယ်ဗျာနော်အဲ့တော့အကြမ်းဖက်တွေနဲ့တရောတနည်းအကြမ်းဖက်တွေနဲ့နေနေတယ်ဟုတ်လားတပြေပန်းနဲ့ကြိုးတယ်ဟိုဟာနဲ့ကြိုးတယ်ဒီဟာနဲ့ကြိုးတယ်ဟုတ်လားပြီးကကြမှာသေကကြမှာပြည်သူတွေကိုလှုပ်ပါတယ်ပြည်သူတွေကိုလှုပ်ပါဆိုမှမျက်ရည်ချူပြီးမှငိုပြမယ်နဲ့ကဘာကတူကရုပ်မာဆုံးလဲဆိုတော့ကဘာကအဖွဲ့အစည်းတော်များများကသိတယ်ဆိုတာကိုလည်းခေတ္တတို့ BBC တို့ပြောချင်တယ်နော်တကယ်လို့လိမ်မယ်ညာမယ်ကျင်းထည့်မယ်ဆိုရင်လည်းပြည်သူတွေကိုယုံအောင်ထည့်ပါပြောချင်တာကဒီချိန်ဟာကြောင်းဖွင့်ချိန်မဟုတ်ပါဘူးကျောင်းသားတွေလက်ခံချိန်လည်းမဟုတ်ပါဘူးကလေးတွေကိုတေတွင်းတဲ့ပို့ကလေးတွေကိုတေတာအကြောင်းပြုပြီးမှကဘာကိုမျက်ရည်ချူပြီးမှ UNG ရဲ့ပုံရိပ်ကိုပြန်တက်လာအောင်လုပ်လို့လဲလုံးဝမသက်တော့ပါဘူး UNG အနေနဲ့ပုံရိပ်တက်ချင်တယ်ဆိုရင်ကိုကန်တဲ့ဟာကိုမပြောနဲ့ခင်ဗျားတို့အကြမ်းဖက်အချင်းချင်းပဲခင်ဗျားတို့ကိုယုံကြည်မှုရှိအောင်ယုံကြည်မှုပြန်ပြီးမြင့်တက်လာအောင်အရင်လုပ်ပါလို့ပောက်ကိုတော့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ